သူ့ရဲ့လေးနဲ့များရဲ့စွမ်းအားကိုစမ်းသပ်ဖို့ညီငယ်သည်သူ၏အကိုကြီးကိုပင်ပြစ်မှတ်အဖြစ်အသုံးပြုခဲ့သည်များနဲ့ထိမှန်ပြီးအဲ့ဒီလူကကြောက်ကမ်းပါးပေါ်ကနေပြုတ်ကျသွားတယ်ဒါပေမဲ့သူအောက်ကချိုင်ဝမ်းထဲကိုခုန်ဆင်းတော့မဲ့အချိန်မှာပဲရှေးခေတ်နဲ့ဖျားလေးတစ်စင်းကသူ့ရဲ့အခြေအနေကိုခံစားမိလိုက်တယ်လင်းသည်အင်းဤချုံနှောင်မှုများမှဂီတကိုလွတ်မြောက်စေပြီးထိုလူအောက်သို့ပြန်တန်းသွားကသူ့ကိုမြေပြင်ပေါ်သို့ညင်သာစွာဘေးကင်းစွာနှိမ့်ချပေးလိုက်သည်နတ်လေးတော်ကိုစောင့်ကြက်နေသောယဟန်နှစ်ပါးသည်ထိုမြင်ကွင်းကြောင့်မှင်သက်သွားကြသည်ဒီလူဟာလေးသမားဖြစ်ရမယ့်ကံကြမ္မာရှိတယ်ဆိုတာသူတို့သဘောပေါက်လိုက်ကြတယ်ဒါကြောင့်သူတို့ကသူ့ကိုကိုယ်ခံပညာသင်ပေးဖို့ချက်ချင်းဆုံးဖြတ်လိုက်ကြတယ်တစ်နှစ်ကြာပြီးနောက်ဂီတထိုသူ၏ကျွမ်းကျင်မှုများသည်ခုံပြန်ကျော်လွှားတိုးတက်လာခဲ့သည်သူဟာများသင်းကိုတောက်တစ်ခုလုံးကိုတက်တက်ပြစ်နိုင်ပါတယ်ယဟန်တော်များကအချိန်တန်ပြီဟုထင်မြင်ယူဆကြသည်သူတို့သည်ဖျားသခင်၏ဥညွှတ်ခြင်းကိုသူ့အားဆက်ကပ်ခဲ့ကြသည်ဒါပေမဲ့သူတို့ကသူ့ကိုလှည့်စားပြီးတာမန်လေးတစ်ချောင်းသာဖြစ်တယ်လို့ပြောပြီးနေတိုင်းလေးယူသွားဖို့အမိန့်ပေးခဲ့တယ်စိတ်လှုပ်ရှားစွာနဲ့အဲ့ဒီလူကအဲ့ဒါကိုသုံးဖို့စူးစမ်းပေမဲ့မဖို့တော့အလွန်ခက်ခဲတယ်လို့တွေးရှိခဲ့ပါတယ်သူဘလောက်ပဲစူးစမ်းကြိုးကိုအနှဲငယ်သာဆွဲထုတ်နိုင်ခဲ့တယ်လေးရက်အလေးချိန်ကမျိုးဗီဇတစ်ဆက်သူညအပြည့်ရှိတယ်ဆိုတာသူလုံးဝမသိခဲ့ဘူးနောက်ပိုင်းမှာတေးဂီတာအဲ့ဒီလူဟာသူ့ညီငယ်ကိုလက်စားချေဖို့ဆုံးဖြတ်လိုက်တယ်သူ့မျိုးနွယ်စုကိုပြန်ရောက်တဲ့အခါအဆင့်တန်းကိုကိုစားပြုတဲ့ကြောက်တိုင်ကိုသူတွေ့လိုက်ရတယ်နှစ်ပေါင်းများစွာဘသူမှအဲ့ဒီအပေါ်မှာအမှတ်သားတစ်ခုမှမချန်ထားနိုင်ခဲ့ပါဘူးဒါပေမဲ့သူကများသင်းနဲ့အထိမ့်မှတ်ကြောက်တိုင်ကိုအပိုင်းကွဲသွားစေခဲ့တယ်တစ်ချိန်ကသူ့ညီငယ်ကသူ့အဖေရဲ့လေးကိုခိုးယူမှုနဲ့တမင်တကာဆွဆွဲခဲ့တယ်သူတို့ရဲ့အဖေကအမှန်တရားကိုရှာဖွေဖို့ဂရုမစိုက်ပဲသူ့ကိုအပြစ်ပေးခဲ့တယ်နောက်ဆုံးတွင်သူ၏ငယ်ရွယ်သောဂီတညီကကြောက်ကမ်းပါးမှပင်ပြစ်ချခံခဲ့ရသည်အဲ့ဒီအချိန်မှာဖိနှိပ်ခံထားရတဲ့ဒေါသတွေအားလုံးလုံးဝပေါက်ကွဲထွက်လာတယ်တစ်ချိန်တည်းမှာပဲမိသားစုထဲမှာမျိုးနွယ်စုကောင်းဆောင်ရွေးချယ်ရေးပြိုင်ပွဲတစ်ခုကျင်းပနေပါတယ်ထိုလူပေါ်လာသောအခါသူ့ညီငယ်သည်သူ့အသက်ရှင်နေသေးသည်ကိုသိလိုက်ရသောအခါအလွန်အံ့အားသင့်သွားသည်သူကပြိုင်ပွဲမှာသူ့ကိုတစ်ချိန်တည်းနဲ့အပြီးအပိုင်အနိုင်ယူဖို့စိတ်ပိုင်းဖြတ်ထားတယ်ပြိုင်ပွဲရဲ့ပထမအဆင့်ကတော့ပြစ်မှတ်ကိုပုံစံတစ်ခုကနေတစ်ဆင့်ပြစ်ချဖို့ပါပဲပြိုင်ပွဲဝင်ချို့ကယုံကြည်မှုရှိရှေ့သို့တိုးလာပြီးစူးစမ်းကြပေမဲ့သူတို့ရဲ့များတွေကလမ်းကြောင်းကိုတောင်ထိုးဖောက်နိုင်ခြင်းမရှိခဲ့ပါဘူးညီငယ်ရဲ့အလှည့်ရောက်တဲ့အခါတေးဂီတာသူကအစုအဝေးတွေကအတားအဆီးတစ်ခုကိုတမင်တကာပြစ်လိုက်တာကြောင့်များကအဲ့ဒီလူစီကိုပဲ့တင်ထက်သွားတယ်ကံကောင်းထောက်မစွာပဲအဲ့ဒီလူဟာမြန်ဆန်တုတ်ပြန်နိုင်ခဲ့ပြီးထိခိုက်ဒဏ်ရာရမှုမရှိဘဲလွတ်မြောက်သွားခဲ့ပါတယ်ထို့နောက်ညီငယ်သည်သူ၏ဒုတိယများကိုပြစ်လိုက်သည်တေးဂီတာလူတိုင်းကဒီတခါတော့သူတေချာပေါက်အောင်မြင်လိမ့်မယ်လို့ထင်ခဲ့ကြပေမဲ့များကနောက်ဆုံးအတားအဆီးကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူးထိုသူစင်မြင့်ပေါ်သို့တက်ရန်အလှည့်ရောက်သောအခါသူသည်လက်နှင့်ခြေနှစ်ဖက်စလုံးကိုအသုံးပြု၍နတ်ဖျားလေးကိုဆွဲထုတ်လိုက်သည်များကိုလွတ်လိုက်သည်နှင့်ကောင်းကင်နှင့်မြေကြီးတုန်ခါစားပြုလာသည်အေယာမများတစင်းသည်ကောင်းကင်ကိုထိုးဖောက်ဝင်ရောက်လာပြီးအစုအဝေးတစ်ခုလုံးကိုတက်ထွင်းဖောက်သွားသည်လူတိုင်းဟာအလွန်မင်းကြီးမားတဲ့ဖိအားကြောင့်အထက်နောက်ဆုတ်ဖို့အတင်းအကျပ်ခံခဲ့ရပါတယ်ဒါပေမဲ့ညီငယ်ကတော့အခုထိယုံကြည်ချက်မရှိသေးပါဘူးသူကအဲ့ဒီလူနဲ့တကယ်အများပြစ်ပြိုင်ပွဲလုပ်ချင်ခဲ့တာထိုလူကလက်နှစ်ဖက်ကိုဖြတ်လိုက်သောအခါကောင်းကင်နှင့်မြေကြီး၏စွမ်းအားများသည်သူ့အပေါ်တွင်အပြည့်အဝဆူဆီးသွားသည်အနီးနားရှိများအားလုံးလေထဲသို့လွတ်တက်သွားပြီးနတ်ဖျားများတစင်းသည်ထိုနေရာတွင်ဝဲပြန်နေသည်အဆုံးတွင်သူသည်သူ၏စွမ်းအားလုံးကိုထုတ်လွှတ်ပြီးနတ်ဖျားများကိုပြစ်လွတ်လိုက်သည်